မင်္ဂလာပါဒီ Invincible ကဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်နည်းနည်းလေး intro လေးပြန်ဝင်အောင်မယ်ပေါ့နော်အရင်ကတော့တော်တော်များများတော့ after game week ရမယ်တိကြပြီးသားပေါ့နော် after game week ကနေဒီ Invincible ကိုArsenal အတွက်ခွဲထွက်လိုက်တဲ့အနေထားမှာကျွန်တော်ဒီဘက်ကိုပြောင်းလာတယ်ဒီရာဒီကတော့ after game week မှာတိတ်ရှိမှာမဟုတ်ရှိတဲ့ project လေးတွေလည်းရှိရဒါပေမဲ့လို့တခြားလုံးစရာလေးတွေလည်းရှိတော့ကျွန်တော် Arsenal တဲ့တင်းတွေကိုပဲအာရုံစိုက်နိုင်တာကြောင့်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ Arsenal ကိုကြည်လာတာ2000ကြည်လာတယ်ဆိုတာတိတိကျကျပေါ့နော်တပွဲဒီမှာ game week တစ်ခုပြီးရတယ်အဲ့ video အဲ့ပွဲတစ်ပွဲလုံးကျွန်တော်2ခေါက်3ခေါက်ပြန်ကြည့်ပြီး note တွေပါညာတေချာထုတ်ပြီးတော့ကိုယ်တိုင် analysis လုပ်လာခဲ့တာကဥမာ20နဲ့23ကစရဗျာ2 3 4 5ဒီ300ဒီစာလောက်ကိုကျွန်တော်တေချာကြည့်ထားတာရှိရဆိုတော့ဒီ Arsenal နဲ့ပတ်သက်လို့ရှိရင်ကြတော့ data တွေကိုကိုယ်တိုင်ကြည့်ခဲ့တဲ့ note တွေရောစသဖြင့်အစုံလင်ရှိတဲ့အနေထားမှာကမင်းရင်တက်ကလေးလုပ်လို့ရတယ်ပေါ့နော်ကိုပြီးတော့ကိုအားပေးရဲ့အတင်းလည်းဖြစ်တဲ့အခါကျတော့အတင်းအကြောင်းကလည်းနည်းနည်းနောကျင်နေပြီဗျာအဲ့တော့ဟိုလောက်ရတာပုံမြန်တာပေါ့နော်အဲ့အတွက်ကြောင့်မှကျွန်တော်ဒီ Invincible ဘက်မှာခွဲပြီးတော့ Arsenal content လေးပဲလုပ်ဖြစ်တယ်ပေါ့နော်ဒီရာဒီလည်းပဲကျွန်တော်ဒီ game week တစ်ခုပြီးတိုင်းArsenal ဘယ်လိုကစားသွားလဲဘယ်လိုအခြေအနေရှိလဲစသဖြင့်အဲ့ဒါမျိုးလေးကျွန်တော်တပတ်ကိုလောက်တော့လုပ်ဖြစ်မယ်ပေါ့နော်ဒီရာဒီကတော့ကိုတသိန်းနဲ့ပဲဆိုတော့ဘာမှပြဿနာမရှိဘူးပေါ့နော်ဒီ after game ဘက်မှာတော့ကြာတော့ကျွန်တော်အားနာလည်းပါတယ်ပေါ့နော်အများနဲ့ Arsenal content နေပြီဆိုတော့လေတခြားပရိသတ်တွေကလည်းရှိတော့တိတ်ပြီးတော့ကိုအတင်းချောင်းတင်ခြင်းတော့မှပဲမတင်ပြတော့ရရှိပေါ့နော်ဒါကတော့ Arsenal ခွဲတီးတန်းဖြစ်တဲ့ခါကျတော့ကျွန်တော် editor လေးတင်မယ်ဒီတိုင်းပဲ Arsenal နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတင်မယ်ပေါ့နော်သတင်းတွေပါတယ်ကတော့မရှိဘူးများတယ်တခြားအာတီတာဖြစ်တဲ့အကြောင်းအရာလေးတော့ဒီ Invincible မှာရှိမယ်ပေါ့နော်YouTube မှာလည်းရှိလိမ့်မယ်ပေါ့Facebook မှာလည်းရှိမှာပါโอเคဒီတော့အများကြီးဆက်မပြောတော့ဘူးပေါ့နော်ဒီနေ့ကတော့ဒီ Champion League ပထမဆုံးပွဲဖြစ်တဲ့ Bilbao နဲ့အဝေးကွင်းပွဲပေါ့နော်အဲ့ပွဲအကြောင်းလေးကျွန်တော် analysis လုပ်ပါမယ်အဲ့တော့ဒါကြီးထွေထူးမပြောတော့ဘူးပေါ့နော်ဒီကနေပဲကျွန်တော်စကြည့်လိုက်တာကောင်းပါတယ်ခဏလေးပေါ့နော်โอเคဒီတော့ကျွန်တော်တို့ဒီပွဲကိုစပြီးတော့ချင်းကပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ Bilbao ဘက်ကစပြီးချင်းကပ်မှာပို့ပြီးတော့ပြောအဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာလေးကိုကြည့်အောင်ပေါ့နော်ဒါက Bilbao ရဲ့ဒါချင်းကပ်တဲ့ပုံစံပဲ442ဒါပေမဲ့လို့သူတို့ရဲ့ဒီ win နှစ်ဖက်ကအတွင်းထဲကိုတော်တော်လေးဝင်တယ်ဒီပုံစံအတိုင်းလေးများတယ်ပေါ့နော်သူတို့ကအဓိကဒီမှာဆိုရင်ဒါ Bilbao player 6ယောက်ရှိရပေါ့နော်6ယောက်ကဒီအတွင်းထဲဝင်လာမဲ့ lane တွေကိုသူတို့ပိတ်ဆို့နေတာတကယ်လို့ဒီဘက်တွေကိုထွက်လာခဲ့ဒီရှိတော့ပေါ့နော်ထွက်လာခဲ့ဒီရှိတော့ဆိုတော့သူတို့ကအဓိကကတော့ဒီ central lane တွေကိုပိတ်ချင်တာပေါ့နော် central lane တွေကိုပိတ်ချင်တဲ့ခါကျတော့ white ကိုပဲဘောလုံးကိုပို့အောင် force space မှာပဲ white ကိုရောက်လာလို့ရှိရင်ဒီ zone ကြီးတစ်ခုလုံးရယ်ဒီဘက်ကဒီပြောရရင်ဒီခံစစ်အဆွင်လူတွေအကုန်လုံးလိုက်ရွေ့တယ်ပေါ့နော်လိုက်ရွေ့တဲ့အခါကျတော့ Arsenal အနေနဲ့ကဒီ numerical superiority လည်းမရလိုက်ဘူးပေါ့နော် overload လည်းလောက်ခံလိုက်ရတယ်ပြီးတော့ central zone ကလည်းဘယ်လိုမှဘောလုံးထွက်မလာဘူးဆိုတော့ပုံစံမျိုးသူတို့အနေနဲ့ဖန်တီးတာဒါကတော့ဒါသူတို့အငြိမ်နေတဲ့ပုံစံပေါ့နော်ဥမာ Arsenal ဘက်ကမလှုပ်ရှားသေး၍သူတို့ကအဲ့လိုပုံစံလေးနဲ့ပဲအလေကျောကိုပိတ်ဆို့ပြီးတော့ဒါထားတာဒါကတပွဲလုံးကြည့်ရင်ဒီတိုင်းမြင်ရလိမ့်မယ်ပေါ့နော်ဒါလေးကိုကျွန်တော်ပြထားတာနောက်တစ်နေရာလဲထပ်ပြမယ်ပေါ့နော်โอเคဒီတိုင်းလေးပဲအငြိမ်လေးပဲ Arsenal ကလည်းပြောရရင်ဒီပွဲမှာအရင်အလုံးစော့မသွားဘူးပေါ့နော်အရင် drop လောက်တာ rotation တွေတိတ်မလုပ်ဘဲနဲ့ဒါအဝေးကွင်း Champion League ဖြစ်တဲ့ခါကျတော့ဗျာဘာပဲဖြစ်နေနေ Premier League ကအသင်းတွေလို့မဟုတ်ဘူးပေါ့နော်ဒါအများနဲ့တွေ့နေကြအသင်းတွေမဟုတ်ဘူး Bilbao ဆိုလို့ရှိရင်ဒါဒုတိယအကြိမ်မြောက်တွေ့ချင်းဖြစ်လိမ့်မယ်ပထမအကြိမ်ကျွန်တော် Emirates မှာတွေ့ရပေါ့နော်အဲ့တော့ထားပါတော့အဲ့ကကျတော့သူတို့အနေနဲ့အရင်ဖွင့်ပြီးတော့မကစားဘူးဗျာဟိုပြန်ပဲအသင်းကိုသူတို့ရဲ့လိုချင်တဲ့နေရာလေးကိုရောက်အောင်ထိန်းပြီးတော့ပဲကစားသွားတယ်အဲ့လိုမျိုးရှာဖွေရင်းနဲ့ပဲတဖြည်းဖြည်းအချိန်ကြီးကုန်လာပါတော့အဲ့တော့ကျွန်တော်ဆက်သွားပါမယ်အဲ့တော့ဒီလိုမျိုးကွန်းလယ်ကြောကိုဒီလိုပိတ်တယ်ပေါ့နော်โอเคရောဒီမှာအဲ့လိုမျိုးပေါ့နော်ခုနကလိုကွန်းလယ်မှာကျွန်တော်ဒီနေရာကနေတစ်ဖက်ကို white ကိုပို့ပြီးဆိုလို့ရှိရင်လေသူတို့က overload လုပ်ထားတာ overload လုပ်ထားရဲဆိုတာကကိုပလီယာတွေပို့ပြီးတော့ကိုလူများအဲ့ဇုံတစ်ခုထဲမှာထည့်ထားပါတော့အခုကျွန်တော်လက်ရှိပြထားတဲ့ဒီနေရာလေးကိုတစ်ချက်ကြည့်ကြည့်လိုက်ပေါ့နော်ဒါဒီဇုံလေးတစ်ခုတည်းကိုပဲကြည့်ကြည့်လိုက် Arsenal player ဥမာ1 2 3 4 5ယောက်ကို Bilbao player 1 2 3 4 5 6ယောက်လောက်နဲ့ overload တက်လုပ်ထားတာမျိုးအဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကိုဒီ white back ကိုထွက်လာပြီးသူတို့ရဲ့အပိုင်ဖြစ်ပြီးဆိုတာနဲ့အဲ့လိုမျိုး overload လုပ်လိုက်တဲ့အချိန်မှာ Arsenal အနေနဲ့ကစားရအရန်ကျက်သွားတယ်ဘာမှတိတ်ပြီးတော့လှုပ်လို့မရတော့ဘူးပေါ့နော်ဘောလုံးကပြတ်တာများတယ်ပေါ့လေဥပမာဒီဘက်ချမ်းကိုလည်းတစ်ချက်ကြည့်ကြည့်လိုက်ဒီဇုံလေးကိုပဲကြည့်ကြည့်လိုက် Arsenal player 1 2 3 4ယောက်ဒီဂိုးသမားအပါဝင်မှာ9ယောက် Bilbao player 1 2 3 4 5ယောက်5v5အနေထားမျိုးပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးအကြက်ကစားတဲ့အနေထားအဲ့လိုမျိုးဒီဘယ်လိုပြောရမလဲ442နဲ့ rigid solid ဖြစ်အောင်ကစားမယ် zone ဒီ wide area ဘက်ကိုသူတို့ post လုပ်တဲ့အနေထားမှာလဲ Arsenal နဲ့ဘယ်လိုမှကျွန်တော်တို့ဒီ combine play ကစားပြီးထွက်လို့မရအောင်အဲ့လိုမျိုး overload လုပ်ပေးထားတဲ့အနေထားမှာပထမပိုင်းကဒုတိယပိုင်းအစောပိုင်းမှာ Arsenal နဲ့ကစားရတာတော်တော်လေးကိုကြက်ပါတယ်အဲ့တော့
ဒါဘီဘာဘက်ကချင်းကဲအောင်ပြီးတော့အာဆနယ်ဘက်ကရောဘာလုပ်ခဲ့တယ်လဲပေါ့နော်အာဆနယ်ဘာလုပ်လဲဆိုတော့3 back ပဲ3 back နေထားမှာကဒီနေ့ပွဲမှာတော့ဒီလိုမျိုးပေါ့နော်ဒီ rise don't hold ဒီကောင်ဇူဘီမန်ဒီပေါ့နော် rise တော့မဟုတ်ဇူဘီမန်ဒီကအလဲကျော်ရဲကိုလည်းဝင်နေစင်တာဘက်2ယောက်ကြားထဲဝင်တာမျိုးရှိတယ်လို့ left side တဲ့စင်တာဘက် right side တဲ့စင်တာဘက်စသဖြင့်ခွဲထွက်ပြီးတော့ကစားတယ်အဲ့လိုမျိုးခွဲထွက်ပြီးတော့ကစားတဲ့အနေထားမှာရည်ရွယ်ချက်ရှိတယ်ဒါဘီဘာအိုရဲ့ဒီ442တွေကplayer တချို့ပေါ့နော်ဒါက442ရဲ့ထိပ်ဆုံး2ယောက်ဒါက win 2ယောက်ပေါ့နော်အဲ့တော့ဒီ Arsenal ဒီ3 back ကစားတဲ့အနေထားမှာသူတို့ကဘာလုပ်စေချင်တာလဲဆိုတော့ဒီ win က1ယောက်ကိုဒီတယောက်ကိုလာပြီးတော့ jump press လုပ်စေချင်တာဥပမာဒီဘက်ချမ်းဆိုလို့ရှိရင်လည်းဒီဘက်ချမ်းကိုလာပြီးတော့ jump press လုပ်စေချင်တာဒါပေမဲ့ဘီဘာအိုကလည်းအဲ့ဒါကိုပဲတိတိကျကျကိုပဲထိမ့်သိမ့်ပြီးတော့ကစားသွားတယ်မလိုအပ်လို့ရှိရင်ဒီ win back တွေဒီ win ကာတွေက jump press မလုပ်ဘူး jump press လုပ်အောင်လို့လဲ Arsenal အနေနဲ့ဒီအတွင်းထဲကတယောက်ကနောက်ကို drop လုပ်ပြီးတော့3 back လောက်တာများတယ်ဥပမာဒီလိုမျိုးပေါ့နော် full back တယောက်ဝင်ပြီးတော့3 back လောက်တာတက်ကိုပဲ full back 2ယောက်ကိုလည်းဒီလိုမျိုးဒီဇွဲတွေမှာရှိနေစီတယ်အဲ့ဒါကဒီဝင်းရကောင်တွေကိုတော်တော်လေးအုံစားစီတယ် jump press လုပ်မလားဒီကောင်ကိုသွားမှာလားသူတို့ကဒီအလဲကျောကိုထိန်းချုပ်ချင်တာဗျာအဲ့တော့သူတို့အနေနဲ့လည်းတော်တော်လေးတော့ခေါင်းစားရတယ်ပေါ့နော်ဒါပေမဲ့စက်ကြည့်အောင်ပေါ့နော် okay ဒီလိုအနေထားမှာတကယ်တမ်းကဒါ battery လောက်ပြီးတော့ဒီလိုမျိုးပေါ့နော်ဒီ rise RCB ပဲဖြစ် LCB ဘက်ကိုပဲဖြစ်လှမ်းပို့လိုက်တဲ့အနေထားမှာဒီကောင်ကိုလှမ်းပြီးတော့ jump press လုပ်စေချင်တာတကယ်တမ်းဒါပေမဲ့ဘီဘာဝါလည်းတော်တော်လေးထိန်းသိမ်းနေပဲဒီ2ယောက်ထိန်းနေပဲပေါ့နော်ဒီခန်းစီရဲ့မြောက်2ယောက်ပေါ့နော်ပြောရရင်တော့အနာကီဝီလီယန်နဲ့နောက်နံပါတ်8ပေါ့နော်အဲ့ကောင်2ယောက်ကနေပဲ Arsenal ရဲ့ဒီ battery ကို pressure ပေးတာပေါ့နော်အဲ့လိုမျိုးပေးတာကများတယ်သို့တော်လည်းပဲတခြားအချိန်တွေလည်းရှိပါတော့ဒီမှာဆိုလို့ရှိရင်ဇူမန်ဒီနဲ့ဒါ3 back လောက်တဲ့အနေထားမျိုးပဲဒီဘက်ကိုပေးလိုက်တဲ့အချိန်မှာဒီကောင့်ကို jump press လုပ်စေချင်တာမျိုးတကယ်တမ်းအဲ့ဒါမှကျွန်တော်တို့ကပို့ပြီးတော့ဟိုနေရာလွတ်ရမှာဒါပေမဲ့ဒီကောင်တွေကဘီဘာအိုတို့ကပြောရလို့ရှိရင်အတက်နိုင်ဆုံးတော့ဒီကောင်တွေကို jump မလုပ်ခိုင်းဘူးသူတို့ရဲ့ဒီ present trigger ဖြစ်လာမှသာလျှင် jump လုပ်တာများတယ်အတက်နိုင်ဆုံးဒီရှေ့ရ2ယောက်ကနေပဲယုံပြီးတော့ pressure ပေးရပါတော့ okay jump press လုပ်တဲ့အချိန်မရှိဘူးလားဆိုတော့လည်းမဟုတ်ဘူးရှိတယ်ဒီအနေထားမျိုး jump press လုပ်ရင်ဘာဖြစ်မလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီကောင်ကဇူမန်ဒီကို jump press လုပ်လိုက်တယ်အဲ့တို့ကြောင့်ဒီဘက်ကကျွန်တော်တို့ဒီ Julian Timber က free man ဖြစ်တယ်ပေါ့နော်တမန်ကိုရအောင်ရှာနေတယ်သို့တော့ကျွန်တော်တို့ကအဲ့တမန်ကိုရောက်သွားပြီဆိုလို့ရှိရင်ရှေ့ကိုထွက်မလာနိုင်ခဲ့တာဒီနေ့ရဲ့ပြဿနာပေါ့နော်ဒီမှာဆိုလို့ရှိရင်နောက်တစ်နေရာထပ်ပြမယ်ဒါကဒီ Timber 3 back လုပ်ပေးရနေတာတင်မာကနောက်ကိုပြန်ပြေးနေတယ်အဲ့လိုအနေထားကိုဒီဘက်ကနေဟိုဟာမော်စကယာကနေဘောလုံးလှမ်းပေးလိုက်တဲ့အချိန်မှာသူကလိုက်ပြီးတော့ jump press လုပ်တယ်ပေါ့နော်ဒါကဒီတင်မာအနေနဲ့ဘောလုံးလက်ခံတဲ့အနေထားမှာကနောက်ကြီးကိုလှည့်ပြီးတော့ဘောလုံးလက်ခံနောက်ကြီးကိုဆင်းနေရင်ဘောလုံးလက်ခံမှာဖြစ်တယ်ဒါကဘီဘာအိုအတွက် present trigger ဖြစ်တယ်လို့ယူဆဟန်တူတယ်အဲ့ဒါကြောင့် certain pressure ပေးတာပေါ့နော်ဒီလိုမျိုး pressure ပေးလိုက်တဲ့အချိန်မှာဒီမှာတယောက်လွတ်သွားပြီအဲ့ဒါရဲ့အကျိုးဆက်ကဒီဘက်မှာ 2v1 ဖြစ်ပြီပေါ့နော်အဲ့လိုမျိုးအခိုက်အတန့်မျိုးကို Arsenal အနေနဲ့တပွဲလုံးရှာတာဒါပေမဲ့ဒီလိုမျိုးအခိုက်အတန့်ဖြစ်တာရှားတယ်ဒါကျွန်တော်ပွဲကိုတခြားကြည့်ပြီးမှအဲ့ထဲကအဲ့လိုမျိုးဖြစ်တဲ့အခိုက်အတန့်လေးကိုပဲထုတ်ပြထားအောင်လို့ပေါ့နော်ဒါဆိုရင်တမန်ကိုရှာနိုင်တယ်လို့ပြောလို့ရအောင်နော်အတွင်းထဲကိုလာပြီးမှတမန်စီကိုသွားတယ်အဲ့လိုပုံစံမျိုးအဲ့မှာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဝန်ကာနဲ့ဝန်ကာမမြင်ရဘူးပေါ့နော်ထားပါတော့ဒီဝန်ကာနဲ့ဒီကောင်တွေက 1v1 ဒီမှာဆိုရင်ခန်းစစ်က3ယောက်ပဲအာဆနယ်ကလည်း3ယောက်ရှိတယ် 3v3 နေထားတိဖန်တီးလိုက်လို့ရတယ်ပြီးတော့ highlight ကြီးပေါ့နော်ဒီနောက်မှာ spray အကျယ်ကြီးပဲဗျာအဲ့ဒါကိုကျွန်တော်တို့ကမပေးလိုက်နိုင်တာတကယ်တမ်းမပေးလိုက်နိုင်တဲ့ခါကျတော့နည်းနည်းလေးအထနှီးသွားတာပေါ့နော်ကျွန်တော်တို့တာမန်ကိုရှာတယ်ရှာပေးမယ်တာမန်ကိုတွေ့တယ်တာမန်စီကိုပေးတယ်ဒါပေမဲ့အဲ့တာမန်ကတိုက်စစ်ကိုလွယ်လွယ်ကူကူပေါ့နော်မပို့လိုက်နိုင်ဘူးပေါ့နော်အဲ့လိုအနေထားတွေကြောင့် okay ဒီမှာဆိုလို့ရှိရင်တစ်ခါထပ်ပြအောင်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဇူမန်ဒီထွက်လာတယ်ဇူမန်ဒီကိုဒီကောင်ကလိုက်ဖို့စူးစမ်းနေတဲ့ထားမှာဒီကောင်ဒီဘက်ကိုပေးဖို့ချောင်းတယ်ပေါ့နော်တကယ်တမ်းကသူက free player ပဲပေါ့နော်အဲ့ကိုလှမ်းပေးတယ်ဒီမှာလည်းလွဲသွားပါပေါ့နော်တကယ်ဆိုလို့ရှိရင်ဒီမှာဒီကောင်ကတိုင်ပတ်တော့မှာဒီနေရာမှာဘောလုံးကောင်းကောင်းရခဲ့ရဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကို 3v1 overload လုပ်ပြီးသားဖြစ်မှာပေါ့နော်အဲ့တော့ဒီနေ့ကအဲ့လိုပဲပေါ့နော်ကျွန်တော်ရှင်းမှာပြောသလိုပဲ 3 back လုပ်တယ်ဘီဘာအိုရဲ့ဒီဝန်ကာတွေကိုဂျမ်းဖြစ်လာအောင်လုပ်တယ်ဂျမ်းဖြစ်လာမှကျွန်တော်တို့တမန်ကိုရှာနိုင်မယ်အဲ့ဒါမှကျွန်တော်တို့တိုက်စစ်ကိုကောင်းကောင်းသွားလို့ရမယ်ပေါ့နော်ဒါပေမဲ့ရှားခဲ့တယ်ပေါ့လေโอเคနောက်တစ်နေရာကျွန်တော်ပြအောင်မယ်ဒါက442 shift လုပ်တဲ့အနေထားနဲ့ Arsenal အနေနဲ့လိုအပ်ချက်တွေပေါ့နော်ဟိုမှာဒီမှာဆိုလို့ရှိရင်ဒါ Bibao ရဲ့442ကိုမှ Arsenal ရဲ့ညာချမ်း Bibao ဘက်ကစဉ်းစားမယ်ဆိုသူတို့ရဲ့ဘယ်ဘက်ချမ်းမှာသူတို့442 solid defense လုပ်နေရတာနဲ့ Arsenal ကဒီဘက်ချမ်းကိုချိန်လိုက်တယ်ပေါ့နော်ဒီအနေထားမှာတော့
Calafiori က left number 8နေရာကိုရောက်နေတယ်ဒီ Aziz ကတော့ outside ပေါ့နော် outside မှာရှိတယ်အဲ့လိုအနေထားမှာဒီဘက်ကိုချိန်လိုက်တော့ကျွန်တော်တို့ Aziz ကနည်းနည်းလေးနောက်ကိုဆင်းလာပြီးတော့ဘောလုံးဒါတောင်းတယ်ပေါ့နော်အဲ့ဒီအနေထားမှာ Viva က shift လုပ်ရတော့မှာ full back ကတက်ပြီးတော့ shift လုပ်မယ်အဲ့လိုအနေထားမျိုးနဲ့လာမှာပေါ့နော်ဒီဘက်ကကောင်တွေကလည်းရွေးလာမယ်ဒီမှာဆိုလို့ရှိရင်ဒီ full back ကဒီကိုတက်လာခဲ့ပြီနောက်မှာ space အကြီးရတာဗျာတကယ်ဆိုလို့ရှိရင်အဲ့ထဲတွေကိုပေးတင်တာပေါ့နော်အာဆင်နယ်နဲ့အဲ့လိုမျိုးအလုံးတွေပေးရဆိုလို့ရှိရင်ဒီပွဲမှာပို့ပြီးတော့ Viva ရဲ့ဒီ mid block ကိုပို့ပြီးတော့ရုံးရဆန်ကဖြစ်စေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့လို့မပေးခဲ့ဘူးပေါ့နော်ဒီလိုမျိုးပေါ့နော်ဒီ touch line ကနေပြီးတော့ကိုဒီပြန်ဘက်ကိုကြောပေးထားတဲ့သူစီကိုပဲဘောလုံးလာတဲ့အနေထားမှာအချိန်ကြီးကြာသွားတယ်အချိန်ကြီးကြာသွားတဲ့အခါမှာ Viva အနေနဲ့442ကိုလွယ်လွယ်ကူကူပဲဒီဘယ်ညာ shift လုပ်တာမှာပိတ်ဆို့နိုင်လိုက်တယ်ပေါ့နော်ဒီမှာကြည့်လိုက်ဒါဆိုရင်ပြီးသွားပြီဒီကောင်တက်လာတယ်ဒီကောင်နဲ့သူ့အနေထားနဲ့သူရောက်လာခဲ့ပြီကျွန်တော်တို့နေဘာမှလုပ်လို့မရတော့ဘူးเนาะနောက်ထပ်တစ်နေရာကျွန်တော်ပြအောင်ပေါ့နော်ဒီအထက်မှာဝင်ကဒီ left side တဲ့ center back စီကို jump press လုပ်တယ်ပေါ့နော်ဒါကတော်တော်လေးကိုအခွင့်အရေးကောင်းမယ်ဘာလို့လဲဆိုတော့ဒီမှာကျွန်တော်ဒီ Arsenal ရဲ့ဘယ်ချမ်းတစ်ချမ်းလုံးမှာဒီကောင်တစ်ကောင်ပဲရှိရကျွန်တော်တို့က2ယောက်ရှိတယ် Calafiori နဲ့ဒီဟို Aziz နဲ့2ယောက်ရှိရဗျာ 2v1 အနေထားအဲ့လိုမျိုးအနေထားမှာကျွန်တော်တို့မပေးလိုက်နိုင်ဘူးဒီမှာဆို Calafiori ကဒီကိုတစ်ချက်ကြည့်ရAziz ရှိရသူဒီကိုပြေးဖို့လှုပ်တာဒါပေမဲ့လို့ကျွန်တော်နောက်ကိုပဲပြန်ပြေးသွားတယ်တကယ်တော့ဒါဒီကိုပေးလိုက်နိုင်တယ်ဆိုလို့ရှိရင်ပိုပြီး danger ဖြစ်မှာဗျာသိလားအဲ့လိုအလုံးတွေတော်တော်လေးနဲ့မျောဖို့ကောင်းတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကပွဲပြီးမှကြည့်လို့ကြောင်းလဲပါတယ်ပေါ့နော်ဘာပဲဖြစ်နေနေပေါ့ true we one အနေထားကြီးဗျာတိလာတကယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ဘယ်ကနေညာကိုချိန်တာတွေမှာပို့ပြီးတော့တော်တော်လက်ဖြစ်ပြီးတော့ပို့ပြီးတော့ဒီ forward thinking နဲ့ဒီ Viva ရဲ့ mid block ပေါ့တကယ်တော့ mid block ဆိုမယ်လို့သူတို့တော်တော်လေးတော့ line ကမြင့်ပါတယ်အဲ့တော့ကျွန်တော်ပြေးထွက်လို့ရတယ်ဗျာအဲ့ဒါတွေကိုမပေးလိုက်နိုင်တာပေါ့နော်တကယ်တော့ဟိုနည်းနည်း safe play ကစားအကြောင်းလဲပါမယ်ပေါ့နော်အရင်ရုံးရဆန်က chaotic ဖြစ်တဲ့ပုံစံမျိုးမလုပ်ချင်တာကြောင့်လဲပါလိမ့်မယ်ထင်ပါတယ်နောက်တစ်နေရာကျွန်တော်ထပ်ပြအောင်မယ် Viva ကဒီဘက်ချမ်းအောင်တော်တော်လေးဒါ442 solid block လောက်ထားရပေါ့နော်တော်တော်လေးရောက်နေပြီအဲ့ဒီထက်မှာကျွန်တော်တို့ဒီဘက်ကိုရိမ့်လာပြီဒီမှာဒီကောင် jump press လုပ်လိုက်ပြီဗျာအဲ့လိုမျိုး jump press တွေကကျွန်တော်တို့တော့ကရွှေဖြစ်ရမှာတကယ်တမ်းဆိုရင်အဲ့လိုမျိုး jump press ဖြစ်စေချင်တာဗျာ jump press ဖြစ်လာတဲ့ထက်မှာဒီမှာကြည့်လိုက် Calafiori ကပြေးပြနေပြေးလေပြေးရမှာဘာလို့လဲဆိုတော့ဒီကောင်ဒီဒုက္ခရောက်တော့မှာ 2v1 သူ Aziz ကိုမကတ်လို့မရအောင်ခုနကတော့ရှေ့ရလိုမျိုးပဲသူ shift လုပ်ဖို့ကြိုးစားတာပဲတကယ်ဆိုဒီထဲကိုထည့်လိုက်တင်တာပေါ့နော်တော်တော်လေးကိုဒီမှာဆိုရင် Mikel Merino ကလည်းဒီလမ်းကြောင်းထဲကိုပြေးလို့ရရဗျာဒီမှာ Gyökeres လည်းရှိရကျွန်တော်တိုက်စစ်ကိုစဖို့အတွက်အခွင့်အရေးကောင်းမယ်ဒါပေမဲ့ကျွန်တော်ထင်သားသလိုဖြစ်မလာဘူးเนาะနောက်တစ်နေရာပေါ့เนาะထပ်ပြအောင်မယ် Okay ဒီအနေထားမှာ Calafiori ကဒီ run တွေကိုခဏခဏပြနေတာပဲဒီတစ်ချိန်တော့ Gabriel ကပေးလိုက်တယ်ဒါပေမဲ့လွတ်မသွားတာဒါပေမဲ့ကျွန်တော်ပြောချင်တာကဗျာဒီပွဲမှာကျွန်တော်တို့ဟိုဘယ်ကနေညာကို shift လုပ်တဲ့အနေထား Arsenal အနေနဲ့ဆိုတော့ညာကနေဘယ်ကို shift လုပ်တဲ့အနေထားမှာအခွင့်အရေးကောင်းတွေကိုရှာနိုင်ခဲ့ရမှာဒါပေမဲ့ကျွန်တော်တို့ဒီ forward pass တွေတိတ်မထွက်ဖဲနဲ့နည်းနည်း control ဆန်တဲ့ပုံစံမျိုးသွားတဲ့အနေထားမှာကနည်းတိုင်ဘက်သွားကျွန်တော်တို့အနေနဲ့နောက်ပွဲတွေမှာလည်းအဲ့လိုမျိုး mid block တွေနဲ့တွေ့လာတဲ့အနေထားတွေမှာနည်းနည်းပို့ပြီးတော့ဒီလမ်းကြောင်းတွေကိုထိုးပေးရလေးလှုပ်တင်တယ်လို့မြင်တယ်ပေါ့နော်ဒီအနေထားဆိုရင်ဒါတော်တော်လေးကိုကောင်းတဲ့အနေထားပဲ Gabriel လည်းတကယ်တော့ဒီချက်ကိုထိုးပေးလိုက်တာပေးကိုပေးရမှာဘာလို့လဲဆိုတော့ဒီမှာ Gyökeres တယောက်လုံးရှိရနောက်ထပ်ဒီ line ထဲမှာနောက်တစ်ယောက်ရှိရဒီဘက်မှာလည်းဝန်ကတယောက်ရှိနေတဲ့အနေထားမှာကျွန်တော်တို့ဒီထက်ကထိုးပေးလိုက်နိုင်လို့ရှိရင် Viva ကဒီတက်ပို့ပြီးတော့ဖျော်ဖျက်ဖြစ်ရမှာပေါ့နော်ဒါခံလဲရတယ်ပေါ့လေထားပါတော့ Okay အဲ့တော့ဒါကပထမပိုင်းရဲ့တော်တော်များများဖြစ်တဲ့အနေထားပထမပိုင်းအောင်ဒုတိယပိုင်းကျွန်တော် Martinelli မသွင်းခင်ဒီကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာပေါ့နော် Arsenal အနေနဲ့ Viva ကို jump press လုပ်အောင်လုပ်နေတယ်တာမန်းကိုရှာတယ်ဒါပေမဲ့ဟို safe pass တွေနဲ့ပဲကျွန်တော်တို့လှုပ်တာလဲနဲတဲ့အနေထားမှာတိတ်ပြီးတော့အဖက်မဖြစ်ဘဲနဲ့တိုင်ပက်နေခဲ့ရတကယ်တမ်းကတော့ပြီးတော့ဒုတိယပိုင်းမှာကျွန်တော်တို့အပြောင်းလဲလုပ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီဒုတိယပိုင်းရဲ့အပြောင်းလဲတွေကိုကျွန်တော် appreciate လုပ်ကိုလုပ်ရမယ်ဘာကြောင့်ဒုတိယပိုင်းမှာဘာတွေလုပ်လဲဆိုတော့ကျွန်တော်ပြောပြမယ်လက်ရှိဒါ Declan Rice ဒီဘယ်ကျန်းနေညာကျန်းကို switch လုပ်တာဒါကပထမပိုင်းဒါ26မိနစ်ပေါ့နော်ကျွန်တော်အဲ့လောက်မှာဒါကပထမပိုင်းရဲ့တလုံးဒီတော့ switch ဖြစ်ပါတယ်ပထမပိုင်းမှာအဲ့လိုမျိုး switch ကိုမလုပ်ခဲ့တာ Rice ကနေလာတလုံးဒီတော့ switch ပေါ့နော် Okay ဒုတိယပိုင်းမှာကျတော့ Arsenal အနေနဲ့ switching play တွေများများလုပ်တယ်များသောအားဖြင့်တော့ Madueke ဘက်ချမ်းကို switch လုပ်တာပေါ့နော်ဘယ်ချမ်း over လုပ်ညာချမ်းကိုဒီ isolate ထားတယ်ပေါ့နော်အဲ့လိုပုံစံနဲ့ switch လုပ်တာက danger တော့ဖြစ်တယ်
အားကြောင့်လည်းအာဆင်နယ်နဲ့ဒုတိယပိုင်းမှာ4-5လုံးလောက် switch လုပ်တာတွေ့ရတယ်ပေါ့နော်ကြည့်လိုက်ပါကျွန်တော်အဆုံးထိအောင်မပြတော့ဘူးနော်ဒီမှာဆိုလို့ရှိရင် 2v2 ဖြစ်သွားပြီဗျာ Mario Key က 1v1 သူ့ layer နဲ့ 1v1 ဆိုလို့ရှိရင် AC ကြော်လို့ရတယ်ပေါ့နော်တင်ပါလဲ support ပေးထားတဲ့အနေထားမှာဘယ်လိုပြောရမလဲပထမပိုင်းလို့ idea တဲ့ဆိုင်တော့ဒီလို switch လုပ်လိုက်တာကပို့ပြီးတော့ attacking play ကိုပို့ပြီးတော့အဆင်ပြေသေးရပေါ့ဗျာကြော်ရုံပဲဗျာ okay နောက်တစ်ချိန် right switch လုပ်တယ်ပထမပိုင်းဒုတိယပိုင်း62မိနစ်မှာပေါ့နော် 2v2 ပဲဒီမှာလဲနောက်တစ်ချိန်ဒါကတိတိတသာမြင်ရလို့ပြောပြရပါတော့ဒုတိယပိုင်းမှာဒီမိနစ်60ပိုင်း6လောက်အထိကျွန်တော်တို့ပထမပိုင်းတော့တစ်ချိန်လောက်ပဲလုပ်ခဲ့တဲ့အနေထားကနေဒုတိယပိုင်းမှာ switch တွေကို4-5ချိန်လောက်လုပ်တယ်ပေါ့လေโอเคနောက်တော့ဘာဆက်လုပ်လဲဆိုတော့ကျွန်တော် beta yogurt ကိုထုတ်လိုက်တယ်ခေါင်းပေါက်နေရလဲပါတယ်နောက်တစ်ခုက play style ပြောင်းတာလဲပါတယ်ပေါ့နော်ဥပမာခုနကတော့ကျွန်တော်တို့ Vivo ရဲ့ကစားပုံအနေထားမှာ Arsenal နေနဲ့ဘယ်လိုမှဖြည့်ရှင်းလို့မရတော့တဲ့အနေထားဒီ yogurt ကလည်းပြောရလို့ရှိရင်ဒီ deep drop လုပ်တဲ့တိုက်စစ်မှုမျိုးမဟုတ်ဘူးဗျာ channel run တွေလုံးမဲ့ player မျိုးအဲ့ player မျိုးထုတ်တယ်ပြီးတော့ဘာလုပ်လဲဆိုတော့ Trossard ကိုထည့်လိုက်တယ် Trossard က force 9ပုံစံမျိုးနဲ့နောက်ကိုဆင်းလာပြီးတော့ဘောလုံးဟိုယူဖို့စူးစမ်းရပေါ့နော်ဟိုပြောရရင်တော့ကျွန်တော်တို့ midfield ကိုပို့ပြီးတော့ဆင်းလာစေချင်တဲ့အနေထားမျိုးပဲဒီမှာဆိုလို့ရှိရင် Trossard ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ Yogurt ကဒီနေရာမှာရှိနေရမှာ Trossard ကနောက်ထိဆင်းလာတာမျိုးပေါ့နော်နောက်တစ်နေရာကျွန်တော်ထပ်ပြမယ်ဒီမှာ Trossard တကယ်တမ်းပထမပိုင်း play တော့ဆိုလို့ရှိရင်အထောင်တိုက်စစ်မှုကဒီနားမှာရှိနေမှာကျွန်တော်တို့ကွန်းလင်မှာဟို player ရော့တယ်ပေါ့နော်ဒီထဲမှာဆိုလို့ကျွန်တော်ကွန်းလင်မှာ3ယောက်လောက်ထိရှိရဲအဲဒီ Trossard ဆင်းလာတာကြောင့်ပေါ့နော်အဲ့လိုပုံစံမျိုးကိုပြောင်းဖို့စူးစမ်းနေရဒီမိနစ်60ကျော်လောက်မှာပေါ့နော်ဒီမှာဆိုကျွန်တော်တို့ striker မရှိဘူးဒီမှာ Trossard ပေါ့နော်ဒါကတိုက်စစ်မှုအပြောင်းလဲပေါ့နော်မြားဦးအပြောင်းလဲကိုပြောချင်တာပါဒီမှာဆိုရင်ပုံမှန် Yogurt ရှိနေရမယ့်နေရာမှာကျွန်တော်တို့တိုက်စစ်မှုကဒီကိုရောက်ပြီးတော့ဟိုဘယ်လိုပြောရမလဲဘောလုံးကိုတည်ဆောင်မှုစူးစမ်းရပါဗျာပြောရလို့ရှိရင်တော့ဖောက်အခက်နေအောင်ဖောက်အခက်နေတော့တယောက်လောက်ကအတွင်းထဲကိုဝင်ပြီးတော့မှုန်နိုင်မှရမှာ Trossard ကဟိုသူကအသုံးကြခြင်းကြမယ်ပေါ့တစ်ခါလေးမှာတိုင်ပတ်ရင်ပတ်မယ်ဒါပေမဲ့လို့အဲ့လိုမျိုးဆင်းယူတဲ့နေရာတွေဘောလုံးထိန်းသိမ်းနေဒီလှက်ထွက်သွားရင်မှာတော်တော်ကောင်းတယ်ပေါ့နော်အဲ့တော့ကြောင့်သူ့အနေနဲ့ဒီနေရာကိုဝင်တာတကယ်တော့ကျွန်တော်တို့ Kai Havertz ရှိရဆိုလို့ရှိရင်လည်းဒီနေရာမှာဖြည့်ကစားလို့တော့ရမှာပေါ့နော်ဂျေဆူးဆိုဘာလို့ပြန်ကောင်းရလဲအဲ့လိုမျိုးကစားလို့ရတယ်ကျွန်တော်တို့မှအဲ့လိုမျိုးဒီနေရာတိုင်းမှာမတူညီတဲ့ talent တွေရှိရမတူညီတဲ့အရည်အသွေးနဲ့ကစားသမားတွေရှိရဆိုတော့ဒါမျိုးကိုပြောပါတော့တကယ်တမ်းပွဲချက်လာတဲ့နေရာမှာကျွန်တော်တို့ကစားပုံကိုပြောင်းလဲလိုက်လို့ရတယ်ပေါ့လေOkay နောက်တစ်ချက်က Martinelli ထည့်တဲ့အချက်ပေါ့နော် Martinelli ထည့်တဲ့အနေထားမှာဒါကျွန်တော်တစ်ခါတည်းပြောလို့ရှိရင်အခုအရင်တည်းကလည်းစဉ်းစားနေရရှိရပေါ့နော် Gavi အနေနဲ့ကကျွန်တော်ပွဲထွက်လူစင်းနဲ့ဝင်လာပြီဆိုလို့ရှိရင်သူ့အနေနဲ့တော်တော်လေးတိုင်ပတ်တာရှိရတိုးတော့ကျွန်တော်စဉ်းစားနေပေါ့နော်ကျွန်တော်တို့ဒီပြိုင်ဘက်ကိုရေကုန်ရေကန်းကစားပြီးမိနစ်60ကျော်80လောက်ကြာမှ Gavi ကိုထည့်ပြီးတော့အတကုံပြေးခိုင်းတာမျိုးလုပ်ရင်လည်းမစိုးဘူးလို့ထင်တယ်ပေါ့နော်အစတော့ကျွန်တော်ရှေ့ရပွဲတွေကြည့်ရင်းနဲ့အဲ့လိုမျိုးလေးစဉ်းစားနေရကနေဒီနေ့ပွဲမှာတကယ်ပဲအဲ့လိုလှုပ်သွားတယ်ပေါ့နော်ဘာလို့အဲ့လိုပြောရလဲဆိုတော့ဒါကဒီပြန်ဘက်ကနေပြီးတော့ကန်နေမိုးပြလိုက်တဲ့အနေထားမှာကျွန်တော်တို့မော်စကိုယာခေါင်းဦးတဲ့ right ကိုထပ်ပြီးတော့ဒုတိယအဆင့်ဥလိုက်တဲ့အနေထားမှာဂါဗီရဲ့ကျွန်တော်တို့လှုပ်ရှားပုံကိုကြည့်ကျွန်တော်တို့ဘောလုံးဥဤဆိုတာနဲ့ဒီနောက်မှာစပေရဲ့နဲတာမို့အဲ့ထက်ကိုတန်းပြေးတာဘာမှကိုမစင်စားဘူးတစ်ချက်ကြည့်လိုက်ပါတော့တန်းကိုပြေးတာသူ့အနေနဲ့ဒီ Trossard ဘောလုံးဥပါမလားဘာညာကိုမစင်စားဘူးကျွန်တော်တို့အနေနဲ့ဘောလုံးရပြီဟိတ်ဆိုတာနဲ့ကောင်တာတန်းစားဖို့တန်းကြိုးစားရပါတော့အဲ့လိုမျိုးခိုက်တဲ့နေရာကျွန်တော်တို့အနေနဲ့ဘလို့အနေထိုင်မှာအဆင်ပြေနိုင်လဲဆိုတော့ကျွန်တော်ပြောပြမှာပေါ့နော်ဥပမာ Arsenal နဲ့1-0လောက်နဲ့နိုင်ရဲ့အနေထားမျိုးအဲ့လိုအနေထားမျိုးဆိုရင်တော့ Gabriel Martinelli Super Set ကတော်တော်ကိုအသုံးဝင်မယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော်ဘာလို့လဲဆိုတော့1-0အနေထားမျိုးမှာပြန်မဲ့အသင်းကလည်းကျွန်တော်တို့ကိုတိုက်စစ်ဆင်မရတော့မယ့်အနေထားမျိုး Arsenal လည်းမိနစ်80လောက်ရောက်နေပြီအဲ့အနေထားမျိုးမှာတခြားပေါ့နော်ဟိုတခြားဝင်ကာတွေနဲ့ကျွန်တော်တို့ခံစစ်ဆင်မာတဲ့ဆာလို့ရှိရင် Martinelli ထည့်ပြီးတော့ကောင်တာတွေပြေးခိုင်းတာကတော်တော်လေးကိုအသုံးဝင်လိမ့်မယ်သူ့အနေနဲ့လည်းဒီ freshless ရှိနေတဲ့အနေထားမှာကတော်တော်လေးပြေးနိုင်တယ်ပေါ့နော်အဲ့တော့ဒါလေးကိုစဉ်းစားမိလို့ပေါ့နော် Martinelli အနေနဲ့လည်းသူ့အနေနဲ့တော်တော်လေးဝေဖန်ခံထားရတယ်ကျွန်တော်တို့တွေလည်းတချို့အချိန်တွေမှာတော်တော်လေးစိတ်ကုန်တဲ့အချိန်တွေရှိရတယ်ဒါပေမဲ့လို့သူ့အနေနဲ့ super sub အနေနဲ့ဒီလိုမျိုးလေးလုပ်ပေးနိုင်လည်းမစိုးဘူးလို့ယူဆရပေါ့နော်ဒီတရားဒီပေါ့ဒီတရားဒီပဲအဲ့လိုမျိုးဂိုးတွေသွင်းပေးနိုင်ကိုမစိုးပါဘူးအဲ့တော့ဒါပြောချင်တာပေါ့နော်ဒီ Trossard ဘောလုံးဦးတော့မတည်ဘူး तू အတန်းပြေးသွားပြီပေါ့ဗျာအဲ့ဒါကိုပြချင်တာပါဒါနောက်ထပ် shoot down တနေရပေါ့နော်ဒီမှာ Moscow ကခေါင်းဦးတယ် Rice ကနေဒီလိုလာပြီဆိုတာနဲ့တန်းပြေးတော့ပါပဲ
တော်လေးလေဒီဂိုးမှာသူကောင်းတာလည်းပါတယ်ပေါ့နော်ဒါကျွန်တော်ဒီပြက်ပြီးတောင်ထင်လိုက်တာဒါပေမဲ့သူပြက်မသွားဘူးပေါ့နော်ဒါကနောက်ထပ်တနေရနောက်ဒါဂိုးသွင်းပြီးတိတ်မကြောက်82မိနစ်မှာခုနလိုမျိုးအခြေအနေမျိုးပဲပေါ့နော်ခေါင်းဦးတယ်ဘောလုံးရပြီဆိုတာနဲ့ဘာမှမစင်စားဘူးသူ့အနေနဲ့ဒီတကြောလုံးလာပြေးပြီးတော့ပဲကျွန်တော်ဘာမှမလုပ်ဘူးအဲ့ဒါမျိုးတော့ကျွန်တော်သုံးတင်တယ်ပေါ့နော်ပြေးပြီးချိန်မှာမစိုးဘူးပေါ့နော်အဲ့လိုမျိုးလေးသုံးမယ်ဆိုလို့ရှိရင်အဲ့တော့ဒါကကျွန်တော်တို့အတိမတ်ပြရမယ်အခန်းကဏ္ဍပဲပေါ့နော်ကျွန်တော်အာတီတာအနေနဲ့ရှေ့ရရာသီမှာနည်းနည်းတုံဆိုင်နိုင်ရှိပြီမယ်ဆိုဒီနောက်ပိုင်းမှာတော့သူ့အနေနဲ့ဟိုအာဆနယ်ကိုနီးပြလာတယ်9နဲ့6နှစ်ဖြစ်လာပြီဆိုတော့သူရေးချက်လာပဲပြောအောင်ပေါ့နော်မလုပ်လို့လည်းမရဘူးပေါ့နော်ကျွန်တော်ဒီလိုမျိုးကျွန်တော်တို့ရှေ့ရရာသီမှာအဲ့လိုမျိုးပဲအဖြေရှာနေရင်းနဲ့ဘာမှအဖြေမတွေ့တော့ဘဲနဲ့လူသားကမိနစ်80ကျော်မှလဲရတို့ဘာလို့အဲ့လိုနဲ့ပဲကျွန်တော်တို့တရေပွဲတို့ဝမ်းစီးနဲ့ရှုံးသွားတာတို့ဖြစ်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒီပွဲမှာထိရောက်တဲ့ဒါလူသားလဲမှုတွေလုံနိုင်ခဲ့တယ်ထိရောက်တဲ့ကစားပုံအပြောင်းလဲလုံနိုင်ခဲ့တယ်အဲ့ဒီကနေကျွန်တော်တို့ movement တစ်ခုရှာတွေ့သွားတာပေါ့နော်တကယ်ဆိုအီလေလေကြီးနဲ့ပြီးသွားမယ့်ပွဲရတယ်ကျွန်တော်တို့နှစ်ကိုးပြက်နဲ့ဒါအနိုင်ရတဲ့ပွဲအနေနဲ့ပြောင်းလဲတိုက်နိုင်တာပေါ့နော်အဲ့တော့ဒါကဒီပါအောင်တဲ့ပွဲရအာဆင်နယ်ရဲ့ကစားဟန်အဲ့တော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကြည့်ရှုပေးတာကျေးဇူးထူးတင်ပါတယ်အဲ YouTube မှာလည်းကျွန်တော်တို့ subscribe လုပ်ထားလို့ရတယ်ပေါ့နော်ကျေးဇူးပါ